Okay, ဆရာမသမီးကတော့ TJC စာပေအဖွဲ့ကတာဝန်ခံရှိလေလို့ခေါ်ပါတယ်ဆရာမပထမဆုံးဆရာမရဲ့နာမည်ကိုမိတ်ဆက်ပေးစီလိုပါတယ်ဟုတ်ကဲ့ဆရာမနာမည်ကနော်မူကြီးတဲ့ကရင်ဖြစ်ပါတယ်အသက်က86နှစ်ရှိပါပြီလက်ကူမြန်မာနှစ်ချင်းအသင်းတော်မှာလည်းဒီဓမ္မအမှုတော်ဆောင်ဆရာမလှုပ်ဆဲပဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဘိုးဘေးယုံကြည်သူများအနေနဲ့ပတ်သက်ပြီးတော့အင်တာဗျူးရခြင်းဖြစ်ပါတယ်ဆရာမဟုတ်ဆရာမအနေနဲ့ဆရာမရဲ့အမှုတော်ဆောင်တက်တန်းနဲ့ဒီသာသနာခီးစဉ်အကြောင်းလေးကိုနည်းနည်းပြောပြပေးစီလို့ဆရာမက1984ခုနှစ်မှာကျောင်းဆင်းတယ်ကျောင်းဆင်းပြီးတော့တောင်မှာတစ်နှစ်အမှုတော်ဆောင်တယ်ပြီးတော့ဟိုမုကုတ်မှာ2နှစ်အမှုတော်ဆောင်ပြီးတော့အိမ်အောင်ကြရောအိမ်အောင်ကြရဆရာနဲ့အကြောင်းပါပြီးတော့မြန်မာနှစ်ချင်းအသင်းချုပ်မှာသူကအိမ်ဝလိတောင်ခံဆိုတော့အိမ်မှာနေပြီးတော့4နှစ်လောက်နေပြီးလို့ရှိရင်မင်္ဂလာတုံအသင်းတော်တက်မတော်စစ်ဆေးရုံဘက်ကိုအဲ့ဒါသင်းအုပ်ဆရာအဖြစ်ပြောင်းတာပေါ့နော်အဲ့တော့ရောင်နောက်စတုံးပါဆိုတော့လေအမှုတော်ဆောင်ဆရာနောက်ကိုတို့တွေကလိုက်ရတာပေါ့နော်လိုက်တဲ့အခါကျတော့အဲ့ဒီမှာပဲသားသမီး4ယောက်ရှိတာပေါ့နော်မင်္ဂလာတုံမှာ14နှစ်လောက်အမှုတော်ဆောင်တယ်ဟိုမိထ္ထီလာဘက်ကိုတစ်ခါ2နှစ်လောက်ပြန်ရောက်သွားပြန်ရောမိထ္ထီလာမှာ2နှစ်လောက်ပြန်ပြီးတဲ့အခါမှာဆရာမတို့ကလှဲကူးကိုပြန်ရောက်လာတယ်လှဲကူးပြန်ရောက်လာတယ်ဆရာကတော့အီမန်နွေလာဒီအီမန်နွေလာအသင်းတော်မှာသူကဆက်ပြီးတော့ပါဝင်တာပေါ့နော်ပါဝင်တယ်ဆရာမကတော့လှဲကူးမှာရောက်လာတဲ့အခါကျတော့လှဲကူးအသင်းတော်မှာလေလိုအပ်တဲ့နေရာမှာလောက်တာအခုဆိုရင်အနှစ်30နီးပါးလောက်ရှိပါပြီလက်ကူအသင်းတော်မှာကျေးဇူးတင်ပါတယ်ဒီနောက်ဆုံးမိကုံးလေးတစ်ခုအနေနဲ့ကတော့ဗောနော်အခုလိုမျိုးဒီလွဲမှားတဲ့တုံတင်စင်တွေဗောနော်ခုနဆရာမပြောသလိုမျိုးဒီအခုဆိုရင်ဗောနော်ဟိုနာမည်ကြီးတဲ့အသင်းတော်ကြီးအဲ့လိုမျိုးလည်းရှိရဗောနော်ဆရာကြီးနောက်လိုက်တာလည်းရှိတယ်ဒီလွဲမှားတဲ့တုံတင်စင်နောက်ကိုလိုက်တာလည်းရှိတယ်ဗောနော်ဆိုတော့ဒီလိုမျိုးစုံစမ်းခြင်းတွေများတဲ့အခုလိုအချိန်ကာလမျိုးမှာပေါ့လူငယ်တွေအနေနဲ့ယုံကြည်ခြင်းခိုင်မာစေဖို့အတွက်ဆရာမအနေနဲ့ကြံပြီးစကားလေးနည်းနည်းပြောပြပေးစီလိုပါတယ်ဟုတ်တယ်အဲ့ဒါကအရင်အရေးကြီးတဲ့အချိန်ခါဖြစ်တယ်လေနော်အခု line မှာဆိုလို့ရှိရင်လည်းခရိယာနဲ့တခြားဘာသာတွေတိုက်ခိုက်နေကြတာသူတို့တိုက်ခိုက်နေတဲ့အတန်ကိုကြည့်တဲ့အခါကျမှသိချရေရာသိတာမရှိတစကလေးဆွဲယူပြီးတော့သိတဲ့ဥစ္စာပြီးတော့သူတို့ကအဲ့လိုအခြေပြောနေကြတဲ့အခါကျတော့လေစတော့ကတော့နားထောင်ကြနားမထောင်တော့ဘူးပါသူတို့ကသိချမသိပဲနဲ့ပြောတာတနာစရာလည်းကောင်းတယ်ဇွတ်ပြောတဲ့ဥစ္စာတွေနော်ဒေါသထွက်စရာလည်းကောင်းတယ်ဒါပေမဲ့အရင်မြစ်ကြတော့သူတို့ကသိချမသိပဲနဲ့ပြောတဲ့သူတွေဖြစ်တယ်တရားမို့ကျမတို့ဒီနေ့ဒီလူငယ်တွေကကျမတို့ဘာသာတရားအကြောင်းကိုကျမတို့ကသိချသိရမယ်နော်လွှဲမှာတဲ့အယူဝါဒလို့ပြောတဲ့အခါမှာသခင်ယေရှုကိုယုံကြည်ပြီးတဲ့အခါမှာသခင်ယေရှုကဲ့သို့အသက်ရှင်ဖို့ရန်လို့လေဆိုတာလွှဲမှားတဲ့အယူဝါဒသွန်သင်တဲ့လူကတော့သူတို့ကတော့သခင်ယေရှုတရားတော်ဟောတာပဲဒါပေမဲ့လို့သူတို့ရဲ့အသက်ရှင်မှုသူတို့ရဲ့ lifestyle ကိုသိချစမ်းကြည့်သူတို့ရဲ့စိတ်နေသဘောထား attitude တွေကတခါတည်းမပြည့်ဘူးပေါ့နော်မစုံလင်ဘူးပေါ့ဘယ်လူတိုင်းကတော့မစုံလင်ပါဘူးသူ့ပေမဲ့လို့သူတို့ကနည်းနည်းလေးလွဲနေတယ်ဘာလို့လဲဆိုခင်ရှုကိုယ်တိုင်ကနော်သင်တို့ဒီဤလောကမှာနေတဲ့အခါမှာဆင်းရဲဒုက္ခရောက်မယ်သို့တော်လည်းမစိုးရင်နဲ့ငါဒီဤလောကကိုအောင်ပြီဆိုတာသူအခုကတော့ကျမတို့ကြားရတာတော့ချမ်းသာခြင်းတရားတွေတတိဖြစ်တဲ့တရားတွေနော်ဒီလိုပဲဒုက္ခဆင်းရဲခြင်းဆိုတာတိတ်မရှိဘူးဒါမဲ့လူတော်ထဲမှာနေတဲ့ကြောင့်လူရဲ့ဒုက္ခကိုတော့ကျမတို့ကအမြဲပဲခံစားရမယ်တရားရင်ဆိုင်ရမယ်ရင်ဆိုင်နိုင်ဖို့ရန်ဒီနေ့ကျမတို့ကကိုယ့်ဖခင်အကြောင်းကိုသိချသိရမယ်ငါတို့ဖခင်ဟာဖန်ဆင်းရှင်တကောအနန္တရှင်ငါတို့ကိုတတ်နိုင်တယ်ငါတို့တောင်းယူတဲ့ဖခင်ငါတို့ဂတိတော်နဲ့ပြည့်တဲ့ဖခင်ဖြစ်တယ်နော်ငါတို့တောင်းရင်ရတယ်ငါတို့အစသဖြင့်မော်လေးဖခင်သခင်ကကောင်းမြတ်တာကြီးပဲတလောက်ကောင်းမြတ်တဲ့ဖခင်အကြောင်းကိုကျမတို့ကလူငယ်တွေကအပေါ်ယံတိလုံနဲ့ကျမတို့အတွင်းထဲမှာမရောက်တဲ့အခါကျတော့အပြင်က
ပြောတယ်ဆိုတယ်ဩဝါဒတွေဥပဒေတွေစီကံဘာတွေဆိုရင်လွဲနေတာပေါ့နော်လွဲနေတယ်လို့ထင်ကြတာပေါ့နော်ခွန်အားသိမ့်မဖြစ်ဘူးပေါ့နော်တကယ်တမ်းတုံးတိုက်ရင်ဆိုင်ရတဲ့အသက်တာတကယ်တမ်းရင်ဆိုင်အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါကျတော့အပေါ်ယံယုံကြည်ခြင်းနဲ့ကျမတို့ကမရက်တည်နိုင်ဘူးဖြည့်ရှင်းနိုင်ဘူးအဲ့ဒီမှာမျောပါရင်ပါမယ်ဒါမှမဟုတ်ယုံကြည်ခြင်းတရားကိုပြိုလဲသွားရင်လည်းပြိုလဲသွားမယ်အဲကြောင့်မို့ဒီနေ့ကျမတို့ကကိုယ့်ဖရာအကြောင်းကိုယ့်ဘာသာအကြောင်းကိုတခြားသိချင်တယ်ဆိုလို့ရှိရင်တမန်ကျမ်းစာကိုမှန်ဖတ်ရမယ်အများကြီးဆုတောင်းရမယ်နော်လောကအရာမှာကျမတို့လူငယ်တွေကဇွဲလုံးလဝရိယအားထုတ်ရမယ်တတိနဲ့လည်းနေဖို့ရလို့လေလိုက်ရောညီထွေစွာနေတတ်ဖို့ရလေလို့အခုကတော့ကျမတို့ခရိယန်တချို့ခရိယန်တွေပေါ့နော်တီးတန့်ကိုခွဲထွက်ပြီးတော့သူကတမျိုးတစ်ဘာသာတွေဖြစ်နေမဟုတ်ဘူးကျမတို့ကလောကထဲမှာသွားသင်တို့ဒီဤလောကသို့သွားရမယ်ဆိုတော့မြေကြီးစွန်းတန်အောင်ငါရဲ့သက်တည်ဖြစ်မယ်ဆိုတာတောထွက်ခိုင်းတာလည်းမဟုတ်နော်လူတော်ထဲမှာကျမတို့ကဆက်လက်ပြီးတော့ရှင်သန်မယ်ဖြစ်တယ်လို့ကြောင်းကျမတို့ရဲ့ဖခင်အကြောင်းကိုကျမတို့သိချသိမယ်ကျမတို့ရဲ့တမန်ကျမ်းစာကဘာလဲတမန်ကျမ်းစာကကျမတို့ကိုဘာသွန်သင်လဲဘယ်လိုခွန်အားပေးလဲဘယ်လိုလမ်းပြလဲဆိုအကုန်လုံးရှိတယ်ဥပဒေအကြောင်းရှာမယ်ဆိုတမန်ကျမ်းစာသိတယ်နော်မိဘမယ်တွေရဲ့တောင်းဝန်မိဘတို့ရဲ့တောင်းဝန်တိုင်းပြည်အုပ်ချုပ်တဲ့သူတွေရဲ့တောင်းဝန်ရှေ့နေများတို့ရဲ့စသဖြင့်ပေါ့နော်တမန်ကျမ်းစာကကျမတို့ရဲ့အချုပ်ချာကျမတို့ဖျားသခင်က above all ပေါ့နော်အားလုံးရဲ့အပေါ်မှာအားလုံးရဲ့တတ်နိုင်တဲ့ဖျားရှင်ကိုကျမတို့ကတကယ်ပဲယုံကြည်ဦးစားမယ်ဆိုလို့ရှိရင်နှလုံးသားထဲမှာလည်းအမြဲပဲထည့်ထားမယ်ခုနကပေါ့လေဖျားဝတ်နိုင်မွေ့လျော်သောလူငယ်တွေနော်တမန်တရားနိုင်လို့မွေ့လျော်တဲ့ရောက်တဲ့နေရာမှာဖျားရှာဆိုတာရောက်တဲ့နေရာမှာအသင်းတော်ကိုရှာပြီးတော့အသင်းတော်ကယုံကြည်သူတွေနဲ့မိခါရဖွဲ့ခြင်းဒါအသင်းတော်ကိုလည်းအင်အားကြီးစေသလိုကျမတို့တယောက်စီတရားရဲ့ဝိညာဉ်ခွန်အားကိုလည်းတိုးပွားစေတယ်ခိုင်ခန့်စေတာပေါ့နော်အဲ့တော့အခုတချို့လူတွေကအသင်းတော်သွားစရာမလိုဘူးလို့ပြောအဲ့ဒါလုံးဝမှားတဲ့အရာဖြစ်တယ်သခင်ယေရှုကိုယ်တိုင်ကပေတရုကိုမိအပေါ်မှာအသင်းတော်တိဆောက်မယ်ဆိုတော့အဲ့ဒါပြောတာနော်အသင်းတော်ကိုတန်ဖိုးထားတာသခင်ယေရှုကအသင်းတော်ဆိုတာကလည်းအဆောက်အဦကိုပဲကျမတို့ကမမြင်ပဲနဲ့ယုံကြည်သူများတို့စုစည်းနေရအသင်းအဖွဲ့မှာတော့အဲ့ဒီမှာကျမတို့ကအချင်းချင်းမိခါရဖွဲ့ရင်လည်းတယောက်ဝတယောက်ဝေမျှမယ်ခွန်အားယူမယ်နော်ဆိုလို့ရှိရင်ကျမတို့အသက်တာကဘဝစုံစမ်းခြင်းနောက်ဆက်ခြင်းတွေလေတိုက်တာတွေဘာတွေညာတွေဆိုရင်လည်းကျမတို့ကခံရနိုင်ပြီဖြစ်ပါတယ်လို့เนาะတရားမို့လူငယ်တွေလည်းတစ်ဖက်ကခက်ခဲလောကကြီးဟာရှုပ်ထွေးခက်ခဲတယ်လို့ဆိုပေမဲ့လို့အဲ့ဒီရှုပ်ထွေးခက်ခဲကိုဖြေရှင်းနိုင်တို့ဖះရှိနေတယ်တို့ဖះသခင်ကိုဆုတောင်းနေမယ်အမြဲပဲဖះဟိုမှာမွေ့လျော်တော်သူနှုတ်ကပတ်တော်၌တည်တော်သူတွေဖြစ်လို့ရှိရင်เนาะဟိုရင်းပေါ့ကြောက်ပေါ်မှာတိဆောက်တော်အိမ်နဲ့တူတယ်เนาะသဲပေါ်မှာဆောက်တော့အိမ်မဟုတ်ပဲနဲ့เนาะသဲပေါ်မှာဆောက်လေမုန်တိုင်းလာတယ်ရေးလာတယ်เนาะသဲဒီပါသွားမယ်နဲ့အိမ်ကပြိုပြက်သွားမယ်ဆိုတာဘုရားသခင်ရဲ့နှုတ်ကပတ်တော်၌တည်ပြီးစကားနာထောင်ခဲ့တယ်ကြောက်ပေါ်မှာအိမ်ဆောက်တဲ့သူနဲ့တူတယ်เนาะခိုင်ခန့်တယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဒါပါပဲလို့ဒီလူငယ်တွေကတော့အရန်တက်တာပေါ့เนาะလောကအရာမှာသူတို့ကသင်စီရတက်စီရလဲအရန်များတယ်လို့လွယ်နဲ့သင်ယူနိုင်တဲ့အချိန်ခါဖြစ်တယ်လွယ်လေးနဲ့ဘာမဆိုရှာတွေ့တဲ့အချိန်ဖြစ်တယ်နော်အဲ့ဒီကမှကျမတို့ရှာတဲ့အရာဟာဘယ်ဘက်ကိုစောင်းသွားတယ်လေဆိုတာဘယ်ကိုနော်ဒီဘက်ဝိညာဉ်တိဆောက်ရေးဒီဘက်မှာလားဟိုဘက်မှာလောကရေးရမှာလားဆိုတာကျမတို့ကရွေးချယ်ရမယ်ရွေးချယ်နိုင်ဖို့ရလေဉာဏ်ပညာကိုလည်းဖျားသခင်နဲ့သိတယ်အဲ့တော့တမန်တရားနှုတ်ကပတ်တော်ကအမြဲပဲဖတ်မယ်ဆိုရင်သူကလမ်းပြတာနော်ကျမတို့ဘယ်လိုသွားရမလဲဘယ်လမ်းကိုရွေးရမလဲဆိုတာဉာဏ်ပညာပေးပါမယ်လို့ဟုတ်ကဲ့ဆရာဘုရားချမ်းပေးချက်တွေအတွက်ကျေးဇူးတင်ပါတယ်ဆရာမအင်တာဗျူးလေးကတော့နော် TJC စာပေဘက်ကိုဆရာမသူပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ thank you ပါနော်ကျေးဇူးတင်ပါတယ်